အားလုံးမလားပါမတ်စတာမှာကြိုးသွားတယ်ဒီနေ့ကျွန်တော် RAV4 လေးပေါ့နော်ကျွန်တော် RAV4 လေး gear ဆောင်းတာလေးပေါ့နော်ကျွန်တော်07နဲ့လာတာပါတူတာ RAV4 ကျွန်တော်တို့2001နှစ်ပေါ့နော်ရပါတယ်ဒီကောင်လေးက2001နှစ်3လေးထိပေါ့နော်အကုန်လုံးရပါတယ်ကျွန်တော်ရှိပါကျွန်တော်လောက်တာတော့ဒီ gear ဆောင်းတာဟာကျွန်တော်2နှစ်လောက်ရှိပြီပေါ့နော် post လေးတွေကကျွန်တော်မတင်ဖြစ်လို့ပေါ့နော်အခုဒီကောင်ပဲကျွန်တော် RAV4 ပဲနောက်ထပ်တခြားပြစ်ချက်တွေလည်းကျွန်တော်အခု video လေးတွေ record လုပ်ထားတယ်ပေါ့နော်ဒီပေါက်ပန်းဖြစ်တာပေါ့နော်โอเคအဲ့ဒါလေးကိုကျွန်တော်ရဲ့ကျွန်တော်တင်ပေးမှာဖြစ်တယ်အခုလောလောဆယ်တော့ဒါကြီးကစောင့်တာလေးပေါ့နော်ကျွန်တော်ပတ်မှလည်းစောင့်တယ်ကျွန်တော်တို့1 2နဲ့3 4မှာလည်းကျွန်တော်တို့လုံးလုံးမောင်းလို့မရအောင်တော်တော်စောင့်တာပေါ့နော်โอเคအဲ့ဒါလေးချက်တစ်ချက်ကျွန်တော်ခုစမ်းပြမှာပေါ့နော်ကျွန်တော်စောင့်တာဟာဒီတော့ကျွန်တော်ရိုက်မထားတော့ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်ဒါဝါရင်းမှာကျွန်တော်တစ်ချက်လာပြီးတော့မှလုတ်ပေးရတာဆိုတော့လေအဲ့တော့သူပထမတက်တဲ့ error ကိုတော့ကျွန်တော် record ယူမထားလိုက်ဘူးပေါ့နော်โอเคကျွန်တော် process စမ်းပြမယ်ပေါ့နော်โอเคလုံးဝညင်သွားပြီပေါ့နော်ဒီမှာသူကတော့ဟိုဘတ်ထိုးလိုက်တာနဲ့ဒုံဆိုပြီးတော့တော်တော်ကိုစောင့်တော့ပေါ့နော်โอเคပါလုံးဝအားလုံး clear ဖြစ်သွားပါပြီโอเคဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှိမှာ gear ဆောင်းတဲ့ဘိုင်းနေကျွန်တော်ရှိမှာ gear ပေါက်ကမဟုတ်ဘဲနဲ့ easy ပဲဖြစ်ခဲ့တယ်ဆိုရင်ကျွန်တော်ရှိမှာ service လုပ်လို့ရပါပြီအားလုံးကြည့်ပြီးတော့တော်လည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်ဆောင်ကြတော့ပေါ့နော်